ဒီနေ့တော့မျိုးသမီးတစ်ယောက်ဟာမျိုးသား၃ယောက်ကိုဟင်းသီးဟင်းရွက်တွေလိုပဲမြေကြီးထဲမှာစိုက်ထားလိုက်တယ်သူတို့တွေကမှသူမနဲ့အကိုက်ညီဆုံးဖြစ်မဲ့တစ်ယောက်ကိုရွေးချယ်ဖို့စီစဉ်ထားတာပေါ့ပထမဆုံးတစ်ယောက်ကနေစလိုက်တယ်သူ့ကိုရေလောင်းပြရနဲ့မြေကြီးထဲကနေဆွဲထုတ်လိုက်တဲ့အခါပိန်ပိန်ပါးပါးနဲ့ပေးပေးလေးတွေအကောင်လေးဖြစ်နေတာဒါကသူမလိုချင်တဲ့ပုံစံမဟုတ်တာတော့အသေးချာပဲအဲ့ဒီလူရဲ့ပကုံးပေါ်မှာပန်းပွင့်လေးတစ်ပွင့်ပွင့်လာတဲ့အခါသူကအဲ့ဒီပန်းလေးကိုခူးပြီးသူမကိုပေးလိုက်တယ်ဒါပေမဲ့သူမကတော့သူ့ရဲ့ခန္ဓာကိုယ်ရောအခုလိုပန်းပေးတဲ့ပြုမှုကိုပါလုံးဝသဘောမကျဘူးသူမကအနီရောင်ဖောင်တိန်ကိုထုတ်ပြီးသူ့ရင်ဘက်ပေါ်မှာချက်ချေခက်ကြီးတစ်ခုဆွဲလိုက်တယ်သွေးအေးနဲ့ပဲသူ့ကိုညှင်းပယ်လိုက်ပြီးမြေဆေးပုံတွေကိုတန်းပစ်ထည့်လိုက်တော့တာပဲနောက်တော့ဒုတိယမြောက်လူစီကိုရှောက်သွားတယ်သူကတော့သပင်နဲ့ရောင်နဲ့အရက်ရှည်ရှည်တန်တန်မာလူတစ်ယောက်ပေါ့ရေလောင်းပြီးဆွဲထုတ်လိုက်တဲ့အခါသူမရဲ့နှလုံးတွေဝင်းခနဲ့ဖြစ်သွားတယ်ဒါဟာသူမတကယ်ကိုရှာနေတဲ့ပုံစံမျိုးပဲသူမကဝမ်းသာအားရနဲ့သူ့ရင်ဘက်ပေါ်မှာအသေးပုံလေးဆွဲပြီးချစ်သူအဖြစ်ရွေးချယ်လိုက်တယ်ပြီးတော့ဒီလိုပြည်စုံလုံးနဲ့ကောင်လေးရဲ့လက်ကိုဆွဲပြီးလေတော့အိမ်လေးစီကိုခေါ်သွားခဲ့တယ်တတိယမြောက်ဝက်ချန်တွေနဲ့ကောင်လေးကိုကြတော့သူမကလုံးဝတော့မကြဘူးလို့သတ်မှတ်ထားတာဒါကြောင့်သူ့ကိုမြေကြီးထဲကနေဆွဲတာမထုတ်ပြီးတော့ဘူးပုံကြီးကြီးတစ်လုံးနဲ့ပဲအုပ်ထားခဲ့ပြီးအိမ်ထဲကိုဝင်သွားတော့တယ်ညရောက်တော့မျိုးသမီးနဲ့အဲ့ဒီတန်တန်မာလူကြီးတို့အိမ်ယာထဲမှာရှိနေတော့ရုပ်တရက်တရားကြီးပွင့်လာတယ်သူမညှင်းပယ်ခဲ့တဲ့လူနှစ်ယောက်ဟာဘော်ပြားတွေခွားတွေကိုင်းပြီးလက်စားချေကိုပြန်ရောက်လာကြတာပါအခက်ခဲနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့သူမရွေးချယ်ခဲ့တဲ့ပြည်စုံတဲ့မျိုးသားဆိုတာကြီးကလူကြောက်ကြီးဖြစ်နေမှသိလိုက်ရတယ်သူကသူမကိုပြစ်ထားခဲ့ပြီးသတင်းပေါက်ကနေခုံချတာထွက်ပြေးသွားတော့တာပေါ့ကိုလူနှစ်ယောက်ကတော့သူမကိုဖမ်းဆီးပြီးအပြင်ကိုဆွဲခေါ်သွားကြတယ်နောက်ဆုံးမှာတော့မချင်တတ်ထားတဲ့အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာတယ်အခုဆိုရင်အဲ့ဒီမျိုးသမီးဟာဥယျာဉ်ထဲမှာစိုက်ခံထားရတဲ့သူဖြစ်သွားပြီးသူမညှင်းပယ်ခဲ့တဲ့လူနှစ်ယောက်ကတော့သူမဘေးမှာရက်ပြီးငိုနေတဲ့သူမကိုကြည့်ရင်အေးအေးလူလူရေလောင်းနေကြတယ်သူမရဲ့ခေါင်းပေါ်မှာပန်းတစ်ပွင့်ပွင့်လာခဲ့တယ်အဲ့ဒီလူနှစ်ယောက်ဟာလက်ချင်းရိုက်ခိုက်ပါလိုက်ပြီးသူတို့ရဲ့ပြည်စုံတဲ့လက်စားချေမှုကိုအဆုံးသတ်လိုက်ကြပါတော့တယ်